ဘာလဲဆိုတာအန်ဘောင်ဆင်းအတူတူလောက်မယ်ပေါ့နော်ဒီမှာဒါကမြန်မာပြည်ကနေပြီးတော့ပို့လာတဲ့ပစ္စည်းတွေပါဝါဒီမှာငချောင်းရန်စကောင်းငချပါဒီမှာကြည့်အောင်စီထုတ်ရခမမေမေပို့လာပေးတဲ့စီထုတ်တယ်အများကြီးပဲရုတ်စီထုတ်ပြီးတော့ဒါကကြတော့ဆေးပေါ့နော်ဆေးသူကအာယုံကြောဆေးပါမလေးညာကြီးပဲဒါကဘာလဲတီလာဒါကကြောက်ပြင်းလေးပြီးမှဖောက်ကြည့်မယ်နော်ပြီးတဲ့ခါကျတော့ဝါမုတ်တွေအများကြီးပဲဒါကကြတော့ရုပ်ပြိုတိုင်းရင်ဆေးပါရုပ်ပြိုတိုင်းရင်ဆေးဖြစ်ပါတယ်ဒါကကြတော့ဆေးဝိတ်စာအာယုံကြောအားဆေးပေါ့နော်အာယုံကြောအားဆေးပြီးတဲ့ခါကျတော့ဝါဒီခိုဆေးလဲပါတယ်ပြီးတဲ့ခါကျတော့ဒီမှာဒီဆေးရရန်လိမ့်လို့ကောင်းတယ်ဒီဆေးရလေရိုးအစ်စ်တွေကြိုက်ဖို့အတွက်အရန်ကောင်းတယ်မိုးကဒီမှာခါကြောညက်လို့ဆိုပြီးတော့ဗောနော်အမေကိုမှားလိုက်တာအမေဝယ်ထည့်လာပေးတာပါပြီးတော့ဒါကအမေရဲ့လက်ရငပိထောင်းဘူးပါပြီးတဲ့ခါကျတော့ဒါတွေလည်းလိမ့်ဆေးတွေဗောနော်ဆေးတွေပဲဖြစ်ပါတယ်ဒါကတော့6ပါဝါအများကြီးပါပဲကဲကျမချီတောင်းနာလို့ဆိုပြီးတော့အမေကဆေးတွေဝယ်ထည့်ပေးလာတာနော်ရခမမေမေရေကျေးဇူးအများကြီးတင်ပါတယ်ဒီမှာမုတ်တစ်ထုပ်မနှစ်ထုပ်ဒီမှာငပိထောင်းဘူးပြီးတော့ဒီမှာရုပ်ပြိုဆေးပါဒါကဆေးဝိတ်စာဒီမှာ6ပါဒီမှာမယမ်းပြပါမိမိစင်အာယုံကြောအားစေးတဲအများကြီးပါပဲကျေးဇူးပါမေမေရခမရေချစ်တဲ့နော်ဝါအများကြီးပဲဒါကကြောက်ပြင်းလေးပါဆေးသွေးဖို့ဆိုပြီးတော့ကြောက်ပြင်းလေးပဲဖြစ်ပါတယ်တင်း